လူကျွန်တော်မြန်မာနိုင်ငံမြစ်ဆုံမှာပြည်သူလူထုအသေးလုံးကိုခွဲပြီးမြစ်ဆုံကြီးစောက်တော့မယ်အဲ့ဒါခင်ဗျားသိပြီလားပြန်စတော့မယ်အဲ့တော့အားလုံးပြောနဲ့ဇော်မဲလုံးညီမဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ညီမပေါ့ဗျာနော်မျက်နှာချင်းတော့နည်းနည်းတော့ဆင်ပါအသားညူတာနဲ့အသားဖြူတာတော့နည်းနည်းကွာတယ်ပေါ့နော်ဒီမျိုးသမီးကတော့မစားရဝခမန်းပေါ့သိရမလားကျွန်တော်ကြည့်တာသတင်းမှန်ပြန်ကြားရေးဆိုတာထက်ပိုနေသလားတော့မသိဘူးသတင်းမှန်ပြန်ကြားရေးကိုကျွန်တော်ကြည့်တာပေါ့မြစ်ဆုံနဲ့ပတ်သက်ပြီးပြောတယ်ကျွန်တော်ဘယ်လိုဖြစ်ဖို့လဲနော်ဗိုလ်ချုပ်ဇော်မင်းထွန်းနေရာမှာအစားသွင်းနဲ့ထိုးတယ်ဆိုတော့ဗိုလ်ချုပ်ဇော်မင်းထွန်းထက်တော့ရိုးသားမယ်ဖြောက်မဲ့မယ်လို့ကျွန်တော်ထင်ခဲ့တာဟုတ်လားရိုးသားမယ်ဖြောက်မဲ့မယ်လို့ထင်ခဲ့တာတကယ်ပြောတဲ့ခါကျတော့တနည်းအားဖြင့်အဘကိုဝိုင်းလိန်မေးမဲ့နော်အဘလိန်သမျှကိုခေါင်းခံရတဲ့ပုံကိုယ်ထဲမှာသူပါတယ်ဒီမျိုးသမီးပါတယ်ဒီမျိုးသမီးထိတော့မယ်အဲ့တော့မြစ်ဆုံဆယ်ကြီးကပေါ့အကယ်၍မြစ်ဆုံရေအားလျက်စစ်စီမံကိန်းကြီးသာကျမတို့ဖော်ထုတ်နိုင်ခဲ့မယ်ကောင်းသွားမယ်ဟေ့ဆိုလို့ရှိရင်ဟုတ်လားဖော်ဆောင်နိုင်ခဲ့မယ်ဆိုကျွန်တော်နိုင်ငံမီးဟုံလင်းတော့မှာပဲဘလို့ပါးစပ်မျိုးနဲ့ဘလို့များပြောလိုက်တာဘလို့အချက်လက်တွေဘလို့ data မျိုးပြောလိုက်လဲတော့မသိဘူးဗျာနော်မြန်မာနိုင်ငံကြီးမီးလင်းတော့မြစ်ဆုံကကျွန်တော်တို့ကြည့်မယ်ဆိုသူပြောတဲ့ပုံစံရတော့ဟာဒါတော့ project တိုင်းမှာပေါ့နော်ဒီပေါ့စီမံကိန်းတိုင်းမှာတော့အားနည်းချက်အားသာချက်ရှိတယ်ပေါ့အားနည်းချက်တွေအများများနေလို့ရှိရင်လောက်မှာပဲမြစ်ဆုံစီမံကိန်းကအားသာချက်အများများပါတယ်ဆိုတာကိုဘယ်လိုပါဇက်နဲ့များဘယ်လိုပြောလိုက်လဲကျွန်တော်စဉ်းစားမိတာပေါ့နော်ဘာကြောင့်လဲဆိုတော့စကိုင်းပြည့်ရွေကျော်ဒီကျွန်တော်တို့မြန်မာနိုင်ငံဟာဒီငလျင်ကျော်ပေါ်မှာရှိနေတာလေဗျာစင်ကာပူနိုင်ငံတစ်ခုစာလောက်ကြီးမားတဲ့မြစ်ဆုံရေစီမံကိန်းကြီးကိုဒီလုံးဝဘယ်လိုမှမဆိုတဘာဝဘေးအန္တရာယ်အဖြစ်မလုံခြုံတဲ့နိုင်ငံတစ်ခုမှာတည်ဆောက်မယ်ဒါကနံပါတ်1ချက်တဘာဝဘေးအန္တရာယ်အဖြစ်သွားပြီအဲ့တော့အသက်ပေါင်းများစွာကြည့်မယ်ဆို ARE မြေကျော်တစ်လျှောက်မြေကြီးနားမျိုးဆိုတာနေ့စဉ်နဲ့မြမှတ်ထားပါအခုကျွန်တော်တို့ငလျင်လှုပ်သွားတယ်ဗင်နီဇွဲလားမှာငလျင်လှုပ်သွားတယ်နော်ဒီမက္ကဆီကိုမှာငလျင်လှုပ်သွားငလျင်လှုပ်တိုင်းမှာအဲ့ဒီမြေကြီးနားမျိုးတကြောကနေစပြီးတော့လူတွေအကုန်လုံးဟာသူတို့နှစ်ထင်ကို6လုံးပြည့်တော့ကြည်တောင်းထည့်ပြီးတော့ပြစ်ခံရတယ်လို့ပဲနော်ပြစ်ခံရတယ်လို့ပဲမိုးတန်လေတန်အမြဲတမ်းနားထောင်နေပါခင်ဗျားတို့ပေါ်ရတဲ့အဲ့မြစ်ဆုံဆယ်ကြီးမှာအကုန်လုံးပေးရထားပြီးဖြစ်တယ်ခင်ဗျားတို့မိသားစုလိုက်ကိုပေးရထားတာဖြစ်တယ်အဲ့တော့ပြည်သူလူထုပေါ်ဟာနှင်းစင်နဲ့မြငါဘယ်နေ့သေမလဲဆိုတဲ့ပုံစံမျိုးတွေဖြစ်နေပြီ ARE မြေကျော်တစ်ချောင်းအောက်ကျောမှာရှိနေတဲ့ဂေဟစနစ်တွေပျက်စီးတော့မယ်အဲ့တော့ဂေဟစနစ်အားဖြစ်လဲလုံးဝဘယ်လိုအကျိုးရှိတဲ့လုံမဟုတ်ဘူးပေါ့ဗျာနော်နောက်ထပ်ဒါကတော့ဂေဟစနစ်အားဖြစ်နောက်ထပ်လုံခြုံရေးအမြင်နိုင်ငံရေးအမြင်အားဖြင့်ကြည့်မယ်ဆိုရှင်လေအိန္ဒိယနဲ့ပါကစ္စတန်ဖြစ်တဲ့အခါမှာရေဟာဟိုဘက်ကရေကိုပိတ်လိုက်တဲ့ခါကျတော့ရေကိုလက်နက်တစ်ဖွဲကစားလို့ရတယ်အခုမြစ်ဆုံကနေဟာရေတွေရှမ်းလို့ကနည်းနည်းလေးဖောက်ချလိုက်တာထိုင်းမှာဖြစ်သွားတွေ့ရမလားအိန္ဒိမြုပ်ကုန်တော့အဲ့တော့ဒါကတရုတ်လက်ထဲကိုကိုရီးယားဝက်ကွဲပေးအပ်လိုက်ရပြီဖြစ်တယ်ဒါကနံပါတ်1ချက်ပေါ့နံပါတ်3ချက်အနေနဲ့နော်ဒီမြစ်ဆုံဆယ်ကနိုင်ငံနဲ့တနိုင်ငံစစ်ဖြစ်လို့ရှိရင်အိုက်ကိုပဲထုမှာအိုက်ကိုထုတာနဲ့တစ်ဖက်ကစစ်နိုင်သွားပြီဒါကစစ်ရေးအမြင်နိုင်ငံရေးအမြင်နော်ဒီတဘာဝပတ်ဝန်းကျင်အမြင်လူမှုရေးအမြင်ဘယ်ဘက်ကပဲကြည့်အကျိုးမရှိတဲ့အလုပ်ဒီမြစ်ဆုံဟုတ်ပြီသူပြောတဲ့စကားမှာကျွန်တော်နိုင်ငံမီလင်းဖို့ရည်ရွယ်ချက်ကရှင်းတယ်နော်ဒါဆိုရင်ကျွန်တော်တို့က9နဲ့2နဲ့ပေါင်းရင်ဘယ်လောက်လဲ9ရတယ်3နဲ့3လုံးပေါင်းရင်လည်း9ရတယ်ဟုတ်လား8နဲ့1နဲ့ပေါင်းရင်လည်း9ရတယ်ဘယ်လိုပဲဖြစ်ဖြစ်အဖြေ9ရဖို့ရေးမကြည့်ဘူးလားမီလင်းဖို့ဆိုတဲ့ရီမန်းချက်တစ်ခုပဲနဲ့ဆိုလို့ရှိရင်တော့မြန်မာနိုင်ငံမှာဒီထက်ပိုပြီးတော့ရေရှည်အတွက်လည်းကောင်းတယ်နောင်လည်းကောင်းတယ်အခုလည်းကောင်းတဲ့စီမံကိန်းတွေရှိတယ်ဒီလေအားလျက်စစ်ကိုကျွန်တော်တို့အသုံးပြုနိုင်တယ်နောက်ထပ်ကျွန်တော်တို့ဒီပေါ့ solar system တွေကိုကျွန်တော်တို့အသုံးပြုနိုင်တယ်ပိုပြီးအောင်ကောင်းပြီးတော့ပိုပြီးရေရှည်အတွက်လည်းကောင်းသလိုပိုပြီးတော့လည်းကိုယ့်အတွက်ဗတ်ပေါင်းဆောင်ကြည့်အဲ့တော့မီးရဖို့တခုတည်းတော့မြစ်ဆုံကိုပေးဆက်တာမဟုတ်ဘူးမြစ်ဆုံကိုတရုတ်ကလိုချင်နေတာဟာကျွန်တော်တို့မီးရဖို့ဆိုတာတဲ့ပို့ပြီးတော့လွန်နေတယ်အဲ့တော့မြစ်ဆုံစီမံကိန်းကပြည်သူလူထုနှလုံးသားကြီးဖြစ်တယ်ဒီနှလုံးသားကိုခြေပြီးတော့မြစ်ဆုံစီမံကိန်းကိုစောင့်မယ်စောင့်တဲ့အခါမှာကျွန်တော်တို့မြန်မာနိုင်ငံမီးလင်းဖို့ဆိုတာဒါနောက်တစ်ခုကစီးပွားရေးအတွက်တွေ့ရတော့မယ်ဟုတ်ပြီကျွန်တော်ရှုထောင့်စစ်ရေးရှုထောင့်အမျိုးသားရေးရှုထောင့်ပြီးတော့တဘာဝပတ်ဝန်းကျင်ရှုထောင့်နော်ပြီးတော့လို့ရှိရင်ဒီရှုထောင့်တွေအားလုံးကကျွန်တော်တက်ချက်ပြပေးသွားပြီကျွန်တော်တို့အခုဘယ်ရှုထောင့်ကြည့်မလို့စီးပွားရေးရှုထောင့်ကြည့်မယ်စီးပွားရေးရှုထောင့်ကြည့်မယ်ဆိုရှင်စာချုပ်ရဲ့ပုံစံတွေရောက်ဆိုရှင်90 10 91
ကိုတစ်ဆိုတဲ့ခါကျတော့မြစ်ဆုံဆယ်ကရတဲ့မဂါဝက်အကုန်လုံးကျွန်တော်မြန်မာနိုင်ငံမှာသုံးရင်တော့မှမြန်မာနိုင်ငံအကုန်မီးမလင်းဘူးမြန်မာနိုင်ငံအကုန်လုံးမီးမလင်းဘူးအများကြီးလုံနေသေးတယ်အဲ့တော့အခုရမှာကတရုတ်စီကိုကျွန်တော်တို့က90ရာခိုင်နှုန်းပေးပြီးကိုရီးယား10ရာခိုင်နှုန်းဥပမာဖြစ်မဂါဝက်6000မှာကိုတို့ကရရင်ကျွန်တော်က10ရာခိုင်နှုန်း600ပဲရမယ်အဲ့ဒီ600ကမြန်မာနိုင်ငံတနိုင်ငံလုံးမီးဘလို့မီးသွားပေးမှာလဲပေါက်က140ထိုင်ပြောနေတဲ့ဒီမျိုးသမီးကိုကျွန်တော်စဉ်းစားနေတာမြန်မာနိုင်ငံမီးလင်းမှာတော့မယ်ဆိုတာနော်အဲ့တော့ဒီ project ရဲ့အခြေအနေ data ရဲ့အခြေအနေ regional dynamic ကြီးအကုန်လုံးကြည့်ကြည့်လိုက်ပါအဲ့တော့ဒီမြစ်ဆုံနဲ့ပတ်သက်ပြီးကတော့တော်တော်ကိုပေါ့နော်သူများတွေပြောနေတော့ဘိုးချုပ်စော်မင်းထုံးစော်မဲလိန်ပြောတယ်လားကျွန်တော်မခေါ်ရဘူးဘိုးချုပ်စော်မင်းထုံးဘာကြောင့်လဲဆိုတော့ဒါကတော့ပြောမှာပဲအခုလိုမျိုးသူ့ကိုကြတော့လိန်ညာမကောင်းနေဗျာနော်မကောင်းနေနော်မဂါဝက်6000မှာ6000လုံးမြန်မာနိုင်ငံမှာသုံးရင်တော့မြန်မာနိုင်ငံလုံးလင်းဖို့ဆိုတာမလွယ်လာပါဘူးနော်အဲ့တော့တော်တော်လေးပေါ့အခုဒီကိစ္စကတရုတ်ကသူ့ရဲ့ energy security ဒါတွေအားလုံး90ရာခိုင်နှုန်းကအဲ့ဒီယူနန်ပြည်နယ်တို့သွားမှာလေအဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံလုံးဘယ်လိုသွားလင်းမှာလဲအဲ့တော့ပြီးတော့အဲ့မှာရှိတဲ့ရွာတွေလည်းပြက်စီးမယ်အဲ့တော့ဒီမြစ်ဆုံကိစ္စနဲ့ပတ်သက်ပြီးတော့ဒီမျိုးသမီးပေါ့နော်ဒီမျိုးသမီးပြောတာတွေအားလုံးဟာလက်တွေ့ပကတိဖြစ်ရတဲ့နဲ့လွဲနေတယ်သူကပဲမသိလို့ရှိရင်ကျွန်တော်တို့ကြံတဲ့သူတွေကလိန်ပြီးသူတို့ကမှန်နေတယ်သိသိချာချာကျွန်တော်ခဏလည်းရှင်းပြပြီပေါ့နော်ဘယ်ချမ်းလည်းကြည့်မယ်အဲ့တော့မီးလင်းဖို့တခုတည်းဆိုရင်တခြားလှုပ်ရှားတွေအများကြီးရှိတယ်တခြား wind power နော် solar power မကွေးဘက်မှာအများကြီးလုပ်လို့ရတယ်ဒီမြစ်ဆုံကတော့မဟုတ်သေးပါဘူးဗျာနော်ဒါတရုတ်ကိုတနည်းအားဖြစ်တော့နိုင်ငံရေးအားဖြင့်အကူအညီတော်၎င်းပါများတရုတ်လူချင်းတွေများပေးနေတဲ့ဒီတရုတ်ကမွေးထားသောတရုတ်သားလေးဖြစ်နေတဲ့ဦးမင်းအောင်လှိုင်ဖြစ်နေတာပါတော်တော်ကြီးကိုကျွန်တော်နိုင်ငံအတွက်မလုံခြုံတော့ပါဘူးနော်တရုတ်ကခြံစည်းရိုးတိုးခတ်တာနဲ့ပတ်သက်ပြီးတော့လေခုမြန်မာနိုင်ငံတရုတ်အိတ်ကတ်ထဲကိုဘလို့ရောက်နေပြီဆိုတော့ဘလို့သိနိုင်လဲဆိုတော့တရုတ်ကခြံစည်းရိုးတွေတိုးခတ်နေတယ်ကျွန်တော်ခင်ဗျားတို့ပြည်သူကသိတယ်အားလုံးကသိတယ်အဲ့ဒါကိုနိုင်ငံတော်အဆင့်ကမလုံနဲ့မပြောနဲ့ဆိုပြီးတော့တခါလဲဖိထားတယ်အဲ့တော့ခင်ဗျားတို့အခုကျွန်တော်တို့ရဲ့အစိုးရကပြည်သူပေါ်စေတနာရှိသလားကျွန်တော်တို့ကကိုမမောင်တို့ကခင်ဗျားတို့ပေါ်စေတနာရှိလားအမှန်တရားကိုပြောနေတာဆိုခင်ဗျားတို့စဉ်းစားကြည့်ပေါ့ဗျာနော်အဲ့တော့တခုဒီပုဂ္ဂိုလ်ဟာတရုတ်မွေးစားသားလေးတရုတ်မွေးထားသောတရုတ်ရဲ့အုပ်ချုပ်ရေးမှုအဆင့်ပဲရှိတယ်လို့ကျွန်တော်ပြောရမလို့ဖြစ်နေပါပြီဦးမင်းအောင်လှိုင်ကလုံးဝနော်အဲ့တော့တရုတ်နဲ့ပတ်သက်လာလို့ရှိရင်ဒါကတခုပေါ့ဗျာနော်နောက်ထပ်တရုတ်ကအခုမြန်မာနိုင်ငံကိုမွေးခြင်းလို့မွေးလှုပ်ခြင်းလို့လုပ်နေတာပဲဗျာအခုမြစ်ဆုံသူစမယ်မြစ်ဆုံကဆွမ်းနာပြောပြနိုင်ငံရေးအဖြစ်အကုန်လုံးခင်ဗျားတို့အဲ့ဒီအထက်တကြောမန္တလေးတကြောကြီးကသူကင်လိုက်ပြီနော်သူရေကိုဖောက်ချလိုက်မယ်လိုအပ်လို့ရှိရင်ခင်ဗျားတို့အကုန်လုံးအိမ်နေရတော့သူတရုတ်ကိုပေါင်းတာပေါ့ဗျာနော်တရုတ်လက်ထဲမှာအကုန်လုံးရောက်သွားမှာပေါ့ဒါကကျွန်တော်ရဲ့အချုပ်ချာအာဏာပါသွားပြီဆိုတဲ့ပုံစံမျိုးဖြစ်သွားတယ်အေးနောက်ထပ်ကျွန်တော်ထပ်ပြောလို့ရရှိသေးတယ်အဲ့ဒါကအခုမြန်မာနိုင်ငံမှာဗျာဒီရန်ကုန်တို့လန်ကုန်လှိုင်းသားရအဲ့ဘက်ချမ်းမှာတရုတ်မယားဖြစ်နေသွင်းနေတဲ့ရောင်းစားနေတဲ့လူကုန်ကူးတဲ့သူတွေအများကြီးပဲဖြစ်တယ်အဲ့တော့တရုတ်မယားဖြစ်နေပေါ့ဗျာနော်လိုက်ပြီးတော့စီးယုံလိုက်ပြီးရောင်းတော့တရုတ်ကမြန်မာနိုင်ငံမှာရွှေကိုလည်းယူတယ်တယန်ဇာတလည်းယူတယ်ကျွန်တော်တို့လူတွေကိုလည်းလိုက်ပြီးတော့မိန်းမတွေလိုက်ယူနေပြီနော်ခုပတ်စကိုင်နာတဲ့ passport တွေကမြန်မာ passport တွေကြီးပဲတရုတ်ကမြန်မာပြည်ကိုလှုပ်ချင်တာလှုပ်နေကြားဖြန့်ဆိုတော့မြန်မာပြည်ကတရုတ်ရဲ့ဘယ်လိုခေါ်မလဲဆိုတော့ကျွန်တော်တို့ပုံမှန်အားဖြင့်တော့ပြောတော့ဗျာအိမ်နောက်ဖွေးပေါ့အိမ်နောက်ဘက်ကရဆိုတာ तू စိုက်ချင်တာစိုက်မယ် तू ခူးချင်တာခူးဖို့နေတာမဟုတ်ဘူးအဲ့ဒီအိမ်နောက်ဖွေးဆိုတာလည်းပို့တယ်မြန်မာပြည်ကတရုတ်ရဲ့အိမ်သာဖြစ်နေပြီတရုတ်ရဲ့အိမ်သာဖြစ်နေပြီအခုကကျွန်တော်မြန်မာနိုင်ငံကြီးအိမ်နောက်ဖေးလို့သဘောထားရင်တော့မှာပဲဗျာကျွန်တော်တို့ကဘာပဲဖြစ်ဖြစ်တီးခံလို့ရသေးတယ်ဟုတ်တယ်ကိုစီမှာစိုက်တယ်ပြိုးတယ်ခူးတယ်ပေါ့အခုကကျွန်တော်တို့နိုင်ငံအိမ်သာလို့သဘောထားခံတာသူတို့ယူသမျှမစင်မှန်သမျှကျွန်တော်အိမ်မှာကျွန်တော်တို့မြန်မာနိုင်ငံမှာသူတို့ရဲ့အိမ်သာတက်ဖို့ပေါ့ချီကိုနေရပုံစံမျိုးဖြစ်နေတာပါအဲ့တော့မိန်းမတွေအခုဆိုရင်ဟိုမှာပြန်ပြီးတော့ရောင်းစားတဲ့သူနဲ့တရုတ်တွေလာပြီးတော့လှုပ်ချင်တယ်လို့လှုပ်နေကြပြီဗျာနော်ခင်ဗျားတရုတ်ကမုံမဟုတ်ဘူးအခုလက်ရှိဖြစ်နေတာကိုကျွန်တော်ပြောပြတာတရုတ်အဲ့တော့အကြောင်းနိုင်ငံတော်တော်ကြီးရောအခုမြစ်ဆုံကိစ္စခင်ဗျားတို့ကျွန်တော်ပြည်သူတွေနော်အခုသူတို့ဘာပဲပြောဗျာသူတို့ဒါတော့သူတို့အမြင်ပေါ့ဗျာသူတို့ဘက်ကအဲ့ဇော်မဲလုံးညမပေါ့နော်
ကျွန်တော်နာမည်မေးလို့မသိလို့ပါနော်သူ့ကိုဘယ်လိုခေါ်လဲတော့ကျွန်တော်မသိဘူးနာမည်အမှတ်တမဲ့ဖြစ်နေတယ်အဲ့တော့သူများခေါ်တဲ့နာမည်လေးပေါ့ထားပါအဲ့နာမည်လေးကျွန်တော်ခေါ်လို့မကောင်းပါဘူးနော်ပြန်ကြားရေးဝင်ကြီးပေါ့ပြန်ကြားရေးဝင်ကြီးပြောတာတွေအားလုံးဟာလက်တွေ့ပကတိအခြေအနေနော်ဖြစ်ရတယ်နဲ့လွဲနေပါတယ်လို့နော်စီးပွားရေးရှုတော့ဆိုလို့ရှိရင်10ရာခိုင်နှုန်းပဲရမှာပါ10ရာခိုင်နှုန်းသူတို့သုံးပြီးတော့ပြန်သွားရင်တော့မှပဲသူတို့ဟာတွေအကုန်လုံးကပိုပစ္စည်းကသူတို့ပဲပြန်ဖို့သူတို့စီကပြန်ဝယ်ရမှာတော့ကြောင့်ကိုယ်စီးပွားရေးတော့လည်းမကိုက်ပါဘူးလို့နော်တရုတ်အိမ်သာအဖြစ်နဲ့သဘောထားခံရတာကိုနာကြစမ်းပါနော်နာကြစမ်းပါမောင်မင်းကြီးလည်းအခုဆိုရင်တိုင်းသားတို့ဘာလို့မှမခင်အောင်တွားကြည့်လိုက်ပါနော်တော်တော်လေးစိုးနေပါပြီခုစိုးတွေကလည်းစိုးမြန်မာနိုင်ငံဖြစ်ချင်တာဖြစ်ဒီပုဂ္ဂိုလ်ကတော့သူထိုင်နေခုံကမြင်းနေဘာမှကြည့်စစစ်တပ်မှာစစ်သားတွေတဲ့လောက်အသက်သွေးကြီးနဲ့ပေးဆက်ခဲ့တာဖြက်စီးခဲ့တာမှပဲပျက်စီးနေတာမှပဲသူဟာပြုံဖြည်းဖြည်းနဲ့နေနိုင်တယ်လို့မြန်မာတိုင်းနိုင်ငံလုံးဒုက္ခရောက်နေလဲသူကတော့ကိစ္စမှမဟုတ်ဘူးစုပ်ပြတ်တတ်နေပြီနော်အဲ့အားလေးတစ်ခုပေါ့